ဒီနေ့ဒီအချိန်မှာဘာလို့လိုချင်လဲလို့မင်းသူ့ကိုပြန်လိုချင်ပါလေမရဲ့ပထမဆုံးရီးစားရှိအိမ်ကလည်းသဘောတူတယ်တလန်းနဲ့မှနေတာအမပြရလည်းအရန်ချက်တယ်သူတို့မျက်စိအောက်ကကြီးလာတဲ့ကလေးမို့9နှစ်တွဲခဲ့တယ်3နှစ်ကမိဘတွေနဲ့တူတူပေါ့နောက်ထပ်4နှစ်ကသူနိုင်ငံခြားသွားတယ်သူယူဖို့ပြန်လာခဲ့တယ်အမအသက်22နှစ်ပဲရှိသေးတယ်အဲ့ချိန်မှာအမမိဘတွေကိုအရန်ထားနိုင်နေပြီအဲ့ဒီအချိန်မှာကားတကားကို9000ရနေပြီအမဘာနဲ့မှမလဲနိုင်ဘူးအဲ့ဒီရီးစားကအမတိုက်ခန်းလိုချင်တိုက်ခန်းနဲ့မနေချင်ဘူးခြံနဲ့ဝင်တယ်လို့ပြောလိုက်တယ်ကျွန်မခြံနဲ့ဝင်တယ်ပြောင်းဝယ်ပြီးခဲ့တယ်ဒါပေမဲ့အမစဉ်းစားတယ်အမသူ့ကိုယူရင်အမတယောက်တည်းကောင်းစားမှာငါတယောက်တည်းကောင်းစားဖို့ဘာဖြစ်လို့လုပ်မှာလဲအမအဲ့အသက်ရွယ်တွေကအဲ့အတွေးရှိတယ်ကိုလွတ်မယုံတတ်ဘူးအမအဲ့တော့ပြောတယ်ကြိုက်တာရွေးပါ chance ပေးတယ်လူချင်တာအကုန်ပေးမယ်သူနဲ့ရုပ်ရှင်နဲ့ဘယ်ဟာရွေးမလဲအမသူ့မျက်နှာကိုစိတ်ကြည့်ပြီးပြောခဲ့တယ်ရုပ်ရှင်ကိုရွေးတယ်အဲ့တော့ तू ကလည်းအမကိုပြောသွားတယ်9နှစ်ဆိုတဲ့ဟိုဘက်မိဘဒီဘက်မိဘသိတယ်အကုန်လုံးပြည်လေတယ်ပြဿနာမရှိဘူးအဲ့ဒီအခြေအနေတစ်ခုဒီအမှုပညာနဲ့ရှင်ပြီးတော့ရွေးသွားနိုင်တယ်အောင်မြောင်ကြိုးစားပါတဲ့အဲ့ချိန်မှာမဘာမှမသိဘူးအဲ့တော့အမအမြဲတမ်းလှုပ်တိုင်းစဉ်းစားတယ်ငါအောင်မြင်မှဖြစ်မယ်ငါမိဘအတွက်ဟိုဘက်ကခြံကြီးဝင်းကြီးတွေတောင်ငါပြစ်ပြီးရွေးထားတာဘာတော့နောက်မဆုံးနိုင်ဘူးငါ့ကိုခြံနဲ့ဝင်းနဲ့ထားတယ်ငါမိဘကိုခြံနဲ့ဝင်းနဲ့ထားမယ်သူထားတဲ့ခြံနဲ့ဝင်းတဲ့ပုံမှာအမတက်မနေချင်ဘူးအမပတ်စံနဲ့ဝယ်ပြီးခြံနဲ့ဝင်းနဲ့အမမိဘကိုထားမယ်အမရဲ့အတွေ့အကြုံအဲ့လိုပြောင်းပြစ်လိုက်ပြီးတော့အမအဲ့လူတယောက်ကိုထားပြစ်ခဲ့လိုက်တယ်အမရဲ့အခုအခြေဦးဒီရီးစားဦးကြောင့်ပြောတဲ့အခါမှာအနုပညာအတွက်ရောမိဘအတွက်ရောအမတို့ကိုဆွန့်လွတ်ခဲ့တယ်ဒါပေမဲ့သူကချစ်ချင်းမြတ်တာတွေတော့အမကိုတကယ်အပြေအဝပေးခဲ့တာဟုတ်တယ်ဒီနေ့ဒီအချိန်မှာဘာလို့လိုချင်လဲလို့မင်းမရှိတော့တဲ့မိဘနှစ်ယောက်ပေါ့နော်နံပါတ်1ပြီးတော့သူ့ကိုပြန်လို့ချက်ပါမင်းသမီးလောက်တာမကြိုက်တာကလွယ်လို့မဘာမှရန်ကောင်းနေရကြတဲ့